ဒါလည်းဆရာမအမျိုးသားဝယ်လာတယ်တန်ပေါက်တက်လို့တန်ပေါက်ခါလီဖာအောင်စားကော်ဖီပန်းမွင့်ဖြူပဲဒီမှာတွေ့လားဆိုတော့အကြောင်းမဆရာမပြောတာဟိုအမြဲတမ်း manifest ကအမြဲတမ်းလုပ်နေတိဆိုဆရာမအမျိုးသားကိုဒီနေ့ဒီဇင်ဘာ29ရက်နေ့2025မှာသူကအပြင်ထွက်မယ်ဆိုတော့စဉ်းစားနေတာပါဈေးသွားဝယ်မယ်ဆိုပါဝယ်ရင်ကောင်းမလဲဆိုဒီပန်းကော်ပီဖြူဝယ်ခိုင်းရင်ကောင်းမှမသိစဉ်းစားပြီးမမေးတော့ပဲနဲ့တိုင်းပဲဝယ်ရင်ကောင်းမလားမသိဘူးစဉ်းစားလိုက်တယ်စဉ်းစားပြီးတော့ထားလိုက်တယ်ပြီးတော့ဆရာမစဉ်းစားလိုက်တာနဲ့သူကဒီတက်လွတ်တန်ပေါက်စားမလားတဲ့ဆိုတော့တခါမှလည်းဟို manifest မလုပ်ပဲနဲ့သူနေတယ်ဆိုတော့ထူးဆန်းတယ်ပေါ့နော်ဒါဒီတိုင်းပဲထားပြီးတော့ညကြတော့ရောက်လာတော့ဆရာမတဝက်စားပြီးပြီအဲ့ဒါကိုစားတဲ့အချိန်ကျတော့မှသိတယ်အဲ့တော့ဟာဒါငါမနေ့တော့စဉ်းစားတဲ့ cauliflower ပါကော်ဖီပန်းမွင့်ဖြူပါလားဆိုပြီးတော့ကဲနော်အဲ့ဆိုမသိလိုက်ပဲနဲ့လေ manifest လုပ်နေအမြဲတမ်းလူကသင်စဉ်းစားပြီးဆိုတော့ manifest လုပ်နေပါ okay လိုချင်စိတ် desire ဖြစ်ပြီးဆိုတာနဲ့ manifest လုပ်ပြီးပဲတတိထားပြီးတော့အရန်တတိထားပြီးလုပ်စရာမလိုပဲနဲ့ automatic ပေါ့သူခံစားမှုနဲ့ညီသွားပြီးလိုချင်စိတ်ရှိသွားပြီးအသွေးနဲ့ခံစားမှုနဲ့ထပ်တူကြသွားလို့ရှိရင် manifest ဖြစ်ပြီ American မှာဘရှားဆိုတဲ့လူရှိရယ်ကွာသူကလူတယောက်ကသူကဘရှားဆိုတော့အကြမ်းမြင်ပေါ့သူကအကြမ်းမြင်ကနေသူပြောတာပေါ့နတ်ပူးတယ်ခေါ်တဲ့ပုံစံဟိုမြန်မာလို့ဆိုရင်သူကပြောတာ manifestation မရှိဘဲနဲ့လူရဲ့ဘဝဆိုတာမရှိဘူးဟိုဘယ်လိုလဲဇက်တိုက်ဖြစ်နေတယ်မှာဒီအရာရာတိုင်းကိုက experience ဖြစ်နေတယ်ဆိုတော့ experience တွေအကုန်လုံးကကိုဘဝမှာဖြတ်သန်းတဲ့တွေ့ကြုံတွေအကုန်လုံးကိုယ့်ရဲ့ manifestation တွေကြီးပဲကိုတွေးလို့ဖြစ်လာတာလေဒါကိုပြောတာအဲ့ဒါမဖြစ်ပဲမတွေးဘဲနဲ့ဘယ်အရာမှမဖြစ်လာဘူးတချို့အတွေးတွေက automatic ဖြစ်ပြီးသွားပြီဆိုတော့ကိုမသိလိုက်တာပဲရှိတယ်ဆိုတော့ကိုလိုချင်တာကိုရချင်တယ်ဆိုရင်တတိနဲ့ထားပြီးတော့အဲ့ဒါကို control တာကိုဒါ conscious manifestation လို့ခေါ်တယ်လူတိုင်းက manifest လုပ်နေတယ်ဒါပေမဲ့ consciously manifest မလုပ်တာဒါဆိုဆရာမကမသိလိုက်ဘူးဒါပေမဲ့တတိတော့ထားမိလိုက်တယ် manifest လုပ်မယ်ဆိုပြီးတော့အရင်ဟိုလိုမျိုးလောက်ယူတာမျိုးမဟုတ်တော့ပဲねတည်ရမှာဆိုတော့အဲ့ဒါဆိုလို့ရှင်သူက flow ဖြစ်တယ်အားကြောင့်မို့ကိုလိုချင်တဲ့ဟာကိုလည်းအဲ့လိုမျိုးပဲဟိုကိုစဉ်းစားတဲ့လိုမျိုးလေးပဲလုပ်လိုက်လို့ရတယ်ဆိုတော့ကို train လိုက်မှာပေါ့နော်ဒါဆိုရင် automatic ဖြစ်သွားပြီ train လိုက်ပြီးတော့ကိုအားကြောင့်မို့အုံနောက်ကိုအမြင်ကောင်းတာတွေပဲတွေ့မယ်ကောင်းတာတွေပဲပြောမယ်ဆိုလို့ရှိရင်ဒါ train ပြီးသားဖြစ်သွားပြီဟုတ်တယ်မလား